နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့မင်းတို့မျိုးမှတည်ရခိုင်ရိုးမှစီတို့ပေါ့ဗျာဒီအပိုင်းမှာအကြမ်းဖက်မီဒီယာတွေပေါ့အကြမ်းဖက်မီဒီယာတွေမှာဝေးစားစားရေးနေတာတွေ့ရတယ်အဲ့ဒါကတက်မတော်ရဲ့ကျွန်တော်ရင်နှန်းပေါ့ဗျာတက်မတော်ရဲ့ရင်နှန်းတွေကမင်းတို့မျိုးဘက်ကိုဥတီနေတယ်ပေါ့အဲ့လိုတွေသူတို့ဓာတ်ပုံတွေနဲ့ပေါ်ပြနေတာတွေ့ရတယ်လို့ပါပဲတချို့ကတော့ဒီရခိုင်ပြည်နယ်နဲ့မကွေးတိုင်းရဲ့အဆက်ပေါ့ဗျာဒီမင်းတို့မျိုး area တွေကိုတက်မတော်ရဲ့အင်အား3000ကနေပြီးတော့9000ခန့်ရောက်နေပြီလို့သူတို့ဘက်ကဖော်ပြနေတယ်ဒါသူတို့ဘက်ကဖော်ပြချက်ပါကျွန်တော်ဘက်ကဖော်ပြချက်မဟုတ်ပါဘူးသူတို့ဘက်ကဖော်ပြချက်ပါအဲ့တော့တက်မတော်ကဘာကြောင့်မင်းတို့မျိုးကိုကာရလဲဆိုရင်တစ်ဖက်ကစေရအရေးကြီးတယ်စေရကလည်းဒုတိယချက်ကကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းကနေလာတဲ့ကျွန်တော်တို့ SSPP SSA ပေါ့ကျွန်တော်တို့ SSPP SSA ထင်းချုပ်တဲ့ area ပေါ့အဲ့ဒီမှာ SSPP SSA ကဒီမူရစ်စေဝါတွေတို့လောက်တယ်ထုတ်လို့ဖြန့်စီတယ်ထုတ်လို့ဖြန့်တယ်ဒီမူရစ်စေဝါတွေရရှိဖို့အတွက်ကုန်ကျန်းတွေကိုဒီတရုတ်မြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းပြီးတော့အဲ့တရုတ်နိုင်ငံမှာနေကုန်ကျန်းတွေပေါ့ဓာတုကုန်ကျန်းတွေကိုယူတယ်ယူပြီးတော့သူတို့ရဲ့ SSPP SSA ပေါ့ဗျာတနည်းအားဖြင့်မြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့တွေ area တွေမှာသူတို့ထုတ်လို့ဖြန့်ချီတယ်ထုတ်လို့ဖြန့်ချီတယ်ဒီလက်ရှိဒီမူရစ်စေဝါတွေမိတိုင်းမှာဒါကကျွန်တော်တို့တရုတ်မြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့လည်းမကင်းဘူးပြီးရင်ကျွန်တော်အဓိကထုတ်လုပ်နေတာက SSPP SSA ပေါ့မြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ကထုတ်လုပ်နေတာအဲ့တော့ဒါကြောင့်ကျွန်တော်တို့ USA ကဝါကကျွန်တော်တို့ area မှာမူရစ်စေဝါမလုပ်တော့ဘူးဆိုတော့ကြွေးကြော်တယ်တကယ်က तू ကမလုပ်ဘူးလို့ကြွေးကြော်တယ်ဟုတ်တယ် तू ကမလုပ်ဘူး तू မလုပ်ဘူးဒါပေမဲ့လုံးတဲ့လူလက်ထဲကို तू ပစ္စည်းပို့ပေးတယ်အဲ့ USA အပေါင်းမှာကျွန်တော်တို့ကိုကန့်တို့ဗျအဲ့တရုတ်မြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေသူတို့ကြွေးကြော်တယ်ဟာကျွန်တော်တို့မူရစ်စေဝါမလုပ်ဘူးကျွန်တော်တို့မလုပ်ဘူးဘယ်လုံးမလဲဗျာခင်ဗျားလည်းတရုတ်ထဲကလာတဲ့ကုန်ကျန်းတွေအားလုံးခင်ဗျားတို့ကတည်ပေးတယ်ကယ်ရီလုပ်ပေးတယ်ကယ်ရိုက်ပြီးတော့ခင်ဗျာဒီဘက်မှာမြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ကျွန်တော်ဝမ်ဟိုင်းပေါ့ဗျာ SSPP SSA ပေါ့အဲ့ဒီဘက်မှာကျွန်တော်မွေးဆိုတာလုပ်တယ်လုပ်ပြီးတော့သူကဘာဆက်လုပ်လဲဆိုတော့ဒီ SSPP SSA ရဲ့သူရဲ့မဟာမိတ်အဖွဲ့တွေပေါ့ဗျာဒီခုန TNL တို့ MMDA တို့ USA တို့ NDA တို့ပြီးရင်ကျွန်တော် MMDA တို့ KIA တို့စသဖြင့်ပေါ့ဗျာဒီလက်နက်ကိုင်အဖွဲ့တွေကဒီမြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ရဲ့မဟာမိတ်အဖွဲ့တွေပဲအဲ့တော့သူကဒီရှမ်းမြောက်ဝမ်ဟိုင်းမှာသူကမွေးဆိုတာထုတ်လုပ်တယ်ထုတ်လုပ်ပြီးတော့သူတို့ကဒီရှမ်းမြောက်ကနေပြီးတော့သူကရှမ်းတောင်အောင်ဖြတ်တယ်ရှမ်းတောင်အောင်ဖြတ်တယ်အခုခင်ဗျရဲဆောက်ဘက်ကိုဖြတ်တယ်ပေါ့ဗျာရဲဆောက်ဘက်ကနေဖြတ်ပြီးတော့သူတို့ဒါအစင်းစင်းတည်ပြီးတော့ဘယ်ကိုဆက်ဖြတ်လဲဆိုတော့ကျွန်တော်တို့ကာပုံစံမျိုးမျိုးနဲ့သူတို့ကဒီမင်းလုံးကနေပြီးတော့ဒီရခိုင်ရုံးမောက်ကိုကြော်ပြီးတော့ဒီမူကြီးစီဝါတွေကအေထံကိုရောက်တယ်အေကအဲ့ဒီကရလာတဲ့ဟာကိုတစ်ဖက်မှာကျွန်တော်တို့ဒီရေချောင်းကနေပြီးတော့သူတို့ချိတ်ဆက်ပြီးပို့တယ်တစ်ဖက်မှာတော့ဘင်္ဂလားဒေ့ရှ်ကနေပို့တယ်ဒါကြောင့်ခင်ဗျဘင်္ဂလားဒေ့ရှ်မီဒီယာတွေကရေးတာကရခိုင်လက်နက်ကိုင်ဖွဲ့အေကဒီဘင်္ဂလားဒေ့ရှ်ကုန်တယ်တွေနဲ့ကုန်အယောင်းဝယ်လုပ်တဲ့အခါမှာငွေကြီးအစားဒီမူကြီးစီဝါတွေပေးပြီးတော့ကုန်ဖလှယ်နေတယ်လို့ဖော်ပြထားတယ်ဒါကြောင့်တက်မတော်ကဒီမင်းတို့မျိုး area စိုးမိုးရေးကိုတက်မတော်ကလောက်တာကအဓိကကတော့ဒီမွေးစေဝါကနေပြီးတော့ဒီလက်နက်ကိုင်အဖွဲ့တွေငွေကြေးရတဲ့အရာကိုဖြတ်တောက်ဖို့ဖြစ်တယ်ဒါတစ်ချက်နံပါတ်2ကတော့စေးရဖြတ်တောက်တာပေါ့ဗျာအဓိကတော့ကျွန်တော်မွေးစေဝါဖြတ်တောက်ဖို့လို့ကျွန်တော်နားလေရတယ်နောက်တစ်ကျွန်တော်ဖြတ်ဖို့လိုတာကကျွန်တော်တို့ဒီရခိုင်ဒီရှမ်းတောင်ပေါ့ဘာဒုရက်ဆောက်လမ်းတွေမှာကျွန်တော်ကွင်းလန်းနေရှိတယ်အဲ့ဒီကွင်းလန်းတွေကိုကျွန်တော်တို့တကယ်ကိုပိတ်ဆို့ကန့်သတ်တားဆီးနိုင်မှာရမယ်တရားဝင်ကုန်းနေအဲ့ဒီလမ်းတွေထွက်တယ်အဲ့ဒီလမ်းလာတယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့မွေးစေဝါလဲအဲ့ဒီလမ်းအဲ့ဒီပေါက်ကပဲရွှေ့တာပဲအဲ့ဒီပေါက်ကပဲရွှေ့တာပဲကျန်တဲ့ပေါက်ကမထွက်ဘူးအဲ့ဒီပေါက်ကပဲထွက်တာဘာကြောင့်လဲဆိုတော့ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့မွေးစေဝါတွေကခင်ဗျာဒီဘက်ကဒီပြင်းဦးနဲ့နောင်ချိုဘက်ကလာမယ်ဆိုရင်ခင်ဗျာကြည့်လိုက်ဗျာခင်ဗျာအိတ်ဆွဲကိတ်ဖြတ်ကမယ်ခင်ဗျာအခက်ခက်ပဲဒါပေမဲ့ခင်ဗျာရှမ်းပြည်နယ်ဒီရက်ဆောက်ဘာသူရက်ဆောက်ဘက်ကနေခင်ဗျာဖြတ်မယ်အဲ့မှာတောလန်းနေရှိတယ်အဲ့ဒီကနေဖြတ်မယ်ဆိုဘယ်အိတ်ဆွဲမှရှောင်စရာမလိုအဲ့မှာဂိတ်ချောင်းနဲ့လမ်းတွေလည်းရှိတယ်ဂိတ်ချောင်းနဲ့လမ်းတွေရှိတယ်အများကြီးခင်ဗျာရှောင်လို့ရတဲ့အများကြီးပဲခင်ဗျာရှမ်းတောင်မှာပွင့်နေအပေါက်တွေဒုံကြီးပဲရှမ်းတောင်မှာပွင့်နေပေါက်တွေဒုံကြီးပဲဗျာခင်ဗျာအဲ့ဒီကခင်ဗျာရွာငံလမ်းတွေဖြတ်တက်လို့ရတယ်အများကြီးပဲခင်ဗျာလမ်းကပွင့်နေဒုံကြီးပဲအဲ့တော့အဓိကကျွန်တော်တို့ဒီမိုးရီစေဝါတွေမပြတ်မို့ဆိုတော့ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ဒီရှမ်းတောင်မှာကျွန်တော်တို့ဒါတကယ်စစ်ဆေးဂိတ်တွေခံခံမှာလုပ်ဖို့လိုတယ်ဒုတိယချက်ကကျွန်တော်လက်ရှိဒီတရားမဝင်ကုန်စည်နဲ့ပတ်သက်ရင်ကျွန်တော်ရှမ်းတောင်မှာကျွန်တော်တို့မျက်စိတောက်ထောက်ကြည့်နေဖို့လိုတယ်ဒါလည်းကျွန်တော်မျက်ခြေပြတ်လို့မရဘူးမျက်ခြေပြတ်လို့မရဘူးဒီလိုချင်းရောရှိပါတယ်အဲ့တော့ဒီမင်းတို့မျိုးကိုမင်းတို့မျိုးနဲ့စိုးမိုးရေးအတွက်ပေါ့ဗျာတပြင်လုံးစိုးမိုးရေးအတွက်တက်မတော်ကအဓိကကတော့ဒီရခိုင်လက်နက်ကိုင်ဖွဲ့အေသံကိုရောက်ရှိနေတဲ့ဒီမွေးစီဝါတွေဖြတ်တော့ဖို့သူမွေးစီဝါရောက်ပြီးတော့ပတ်စံရပြီသူတွေရတာမို့ခင်ဗျာဒီရှမ်းမြောက်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေတွဲလုံးရတာခုနကခင်ဗျာ USA တို့ဒီ MMDA တို့ခင်ဗျာဒီ DNL တို့ပြီးရင်ကျွန်တော်တို့ဒီမြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့တို့ဒီအဖွဲ့တွေရတာအဲ့တော့မြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ရဲ့ဘဝဖြစ်တည်လာမှုတွေသူရဲ့ဘဝတစ်လျှောက်လုံးမှာမွေးစီဝါနဲ့လက်နက်ကိုပွဲစားလုပ်ခဲ့တာကြီးပဲပွဲစားလုပ်ခဲ့တာကြီးပဲခင်ဗျာလေမြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ရဲ့ခင်ဗျာတမိုင်းကိုကြည့်လိုက်ကျွန်တော်တို့နှမျိုးကောင်းတာကနံပါတ်1ချက်ကကျွန်တော် KIA ရဲ့လိုင်စာမဟုတ်ဘူးကနေကျွန်တော်ပြန်လာတာကျွန်တော်ဘောမှာအနှမျိုးဆုံးပဲဒုတိယချက်ကတက်မတော်ဆက်ကြောင်းနဲ့ခင်ဗျာဝမ်ဟိုင်းဌာနချုပ်တဲ့အနည်းကိုရောက်နေပြီအဲ့ဒီကနေကျွန်တော်ပြန်ဆုတ်လာရတယ်အရင်နှမျိုးကောင်းတယ်ခင်ဗျာဗျာဒီမှာမွေးစွာတကယ်ခင်ဗျာလည်းကျွန်တော်နိုင်ငံတို့လည်းအကျိုးမပြုဘူးဗျာဘယ်သူမှအကျိုးမပြုတဲ့ဒီအဖွဲ့ကိုဗျာကျွန်တော်တို့ကတော့ဟိုတစ်ချိန်ချိန်မှာတော့တခုတော့စဉ်းစားတင်အောင်ဗျာဒီလိုတော့ရှိပါတယ်အဲ့တော့လက်ရှိမှာတော့ဒီတက်မတော်ကဒီမင်းတို့မျိုး
ကိုမင်းတို့မျိုးကိုခင်ဗျလုံးစုံထိန်းချုပ်နိုင်ပြီးတော့လှုပ်လာတယ်အဓိကတော့မွေးစီဝါရေးကျွန်တော်တို့ရခိုင်ရုံးမောက်ကြော်ပြီးတော့ရခိုင်တို့ရောက်မသွားဖို့ဒုတိယကတော့ကျွန်တော်တို့စစ်စင်ရေးပေါ့ဗျာကျွန်တော်စစ်စင်ရေးတို့လို့ကျွန်တော်နားလေရတယ်လက်ရှိတက်မတော်ကကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ဒီပြည်မကြီးနဲ့ပြည်မနဲ့ချိတ်ဆက်တိုင်းနေရာတွေအားလုံးကိုတက်မတော်ကထိုးစစ်ဆင်တာပါတက်မတော်ကထိုးစစ်ဆင်တာပါတက်မတော်ခံစင်းတဲ့ကစားနေရမဟုတ်ပါဘူးတက်မတော်ထိုးစစ်ဆင်တာပါနံပါတ်1ကတော့ AR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာကျွန်တော်တို့အဲ့ရနဲ့ထိုးစစ်ဆင်နေတယ်ဖြန့်ပြီးထိုးစစ်ဆင်နေတာပါပသိမ်မုံရွာလမ်းပိုင်းလက်လျှောက်လုံးကျွန်တော်ထိုးစစ်ဆင်ပါတယ်ဒုတိယကတော့ကျွန်တော်တို့အုတ်ချစ်ပင်တောင်ကူလမ်းအဲ့တော့အုတ်ချစ်ပင်တောင်ကူလမ်းအုတ်ချစ်တောင်ကူဆိုတာတကယ်ဆေးရအရေးပါတဲ့နေရာအုတ်ချစ်ပင်တောင်ကူလမ်းအဲ့ဒီမှာလည်းတက်မတော်ကဆေးရကျွန်တော်ထိုးစစ်ဆင်တော့ပါတယ်နောက်ကကျွန်တော်အမ်ဘရန်လမ်းပိုင်းပါနောက်တစ်ကတော့ကျွန်တော်တို့မင်းတပ်ကမ်ဘလက်မတူပြီးပလက်ဝအဲ့တော့ဒီလမ်းကြောင်းပေါ့ဗျာအဲ့တော့ရောဒေသနေပြီးတော့ကျွန်တော်တို့ဒီချင်းပြည်နယ်မြောက်ပိုင်းကိုချင်းပြည်နယ်တောင်ပိုင်းကိုတက်တဲ့တကြောလုံးပေါ့ချင်းတောင်တက်တဲ့တကြောလုံးအဲ့တော့ပလက်ဝကိုရပြီဆိုရင်တော့တက်မတော်ကကျွန်တော်ရခိုင်လက်ကိုင်ဝဲအေကိုခင်ဗျဖင်လန်ပြီးတော့ခင်ဗျကျင်းလုံးတစ်ချက်ချင်းရိုက်လို့ရတယ်ပလက်ဝကိုတက်မတော်ရောက်သွားပြီဆိုရင်ရခိုင်လက်ကိုင်ဝဲအေထွန်းမြင့်နိုင်ရဲ့ဖင်ရုံခင်ဗျတစ်ချက်ချင်းရိုက်လို့ရတယ်လက်ရှိလည်းခင်ဗျထွန်းမြင့်နိုင်ခင်ဗျရရှိတန်ရာလေးနဲ့ခင်ဗျစစ်ကုနေရတယ်သူအောက်ပိုင်းတော့ထိသွားမှရတယ်လေဘုံစာမိသွားတယ်လို့ကျွန်တော်သိရတယ်ထွန်းမြင့်နိုင်လေဘုံစာမိသွားတယ်အဲ့တော့သူကိုလည်းအင်ကအကောင်းတိုင်းရှိပါသေးလို့ပဲကျွန်တော်ဆူတောင်းပါတယ်နောက်တစ်ခါကျတော့မင်းတို့မှာအဲ့တော့မင်းတို့ကနေပြီးရခိုင်ရုံးမှာအတွင်းဧရိယာပေါ့ဗျာနောက်တစ်ခါကျွန်တော်ကြောက်ဖြူစစ်တွေဒီကြောပေါ့ဗျာတက်တော့ခင်ဗျထိုးစစ်ကိုမနေဘူးပဲခင်ဗျမနေဘူးပဲပြီးရင်ခင်ဗျဒီဘက်ကတန်ရွဲဘက်ကိုလည်းခင်ဗျဒီပင်လယ်ပြားနေအကြမ်းဖက်တွေရှိတဲ့နေအောင်ပြစ်ခတ်တာတွေလေနဲ့အုပ်လိုက်ဘုံကျဒါတွေတောက်လျှောက်လုပ်လာတယ်တန်သွင်းတဲ့ငပလီဘက်ကိုအဲ့တော့အေးတော့အမှုချေတော့မယ်တက်မလို့ကမကြတော့ဘူးခင်ဗျအမှုချေတော့မယ်မကြတော့ပါဘူးဒီကနေ့မှဆိုရင်လည်းပဲဒီတက်မလို့ကပလက်ဝမြို့နယ်စိတ်ညင်ဝကြေးွာအဲ့ဒီအနားမှာရှိတဲ့အေးရဲ့ကျွန်တော်ထောက်ဖို့စကန်ကိုတက်ကဘုံကျလိုက်တယ်အဲ့တော့ဒီနေရာကဘာကြောင့်ဘုံကျရလဲဆိုရင်ခင်ဗျ Google မှာကြည့်လိုက်ဗျာဒီနေရာကြီးဘာမှမရှိဘူးကလရမြည့်ရဲ့ဘေးနားမှာရှိတဲ့ရွာလေးအဲ့ရွာမှာရှိတဲ့ AS ကန်ကိုဘုံကျပလိုက်တာခင်ဗျတာမန်ကြီးဘာမှမဟုတ်ဗျာခင်ဗျလည်းဒီနေကလရမြည့်ဘေးနားမှာရှိတဲ့ဒီရွာလေးနားကစကန်ကခင်ဗျဆေးရခင်ဗျတက်မလို့ဘယ်တော့မှလည်းမချင်းချောင်းနိုင်ဘူးဒါပေမဲ့ဒီနေရာအရေးကြီးတယ်ဗျာအရေးကြီးရတဲ့အကြောင်းရင်းကသူကဒီပလက်ဝရဲ့အပေါ်ပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့ဒီအိန္ဒိယကနေကုန်နေယူတယ်ပေါ့အိန္ဒိယနဲ့ကုန်နေယူပြီးတော့ဒီကလရမြေချောင်းအတိုင်းကိုကျွန်တော်တို့စီးပြီးတော့ဒီရခိုင်ပြည်နယ်ရဲ့ကျွန်တော်တို့ဒီမြောက်ပိုင်းနဲ့ဒီတောင်ပိုင်းဘက်ကိုဝင်တာဒီကလရမြစ်ကအရေးတိတ်ကိုကျွန်တော်တို့ဆေးရအရေးပါတယ်သူကအဲ့ဒီရဲ့ဒီတထောင်နာတဲ့ကုန်တွေကိုသူကပလက်ဝမြို့နယ်ဒီစိတ်ညင်ဝကြေးရွာမှာသူကအဲ့မှာရိတ်ခါတထောင်နာတဲ့နေရာလောက်တယ်အဲ့မှာသူတို့ရဲ့စကန်ရှိတယ်အဲ့ဒီကနေဖြန့်တာပေါ့အဲ့ဒီနေရာကိုတက်ကဘုံကျက်လိုက်တာဒီကနေ့ဘုံကျက်လိုက်တယ်လင်းအုပ်လိုက်နဲ့ဘုံကျက်တယ်အော်လက်ရှိမှာခင်ဗျာတက်မလို့မလဲဒီပညာတွေပိုင်ဆိုင်ထားတယ်ဗျာပြီးရင်လည်းပဲကျွန်တော်တို့အခြားသောမဟာမိတ်အင်အားကြီးနိုင်ငံတွေလည်းရှိတယ်ရှိတော့ဒီဂျိုလူကနေရလာတဲ့အချက်လက်တွေကကျွန်တော်တို့ဆေးရအများကြီးထိထိရောက်အသုံးပြုလို့ရတယ်ခင်ဗျာအရင်တော့ခင်ဗျာဟိုနည်းနည်းကျဲရတာခင်ဗျာလွဲနေမှာပြစ်မှတ်တရားအခုတော့မလွဲပါဘူးအခုပြစ်တာတယ်မလွဲပါဘူးဘာကြောင့်လဲဆိုတော့ခင်ဗျာဂျိုလူခင်ဗျာအချက်လက်ရပြီဆိုဗျာခင်ဗျာဒီကအချက်လက်နဲ့ခင်ဗျာဘယ်နေရာမှာအေးစကန်ရှိတယ်ဘယ်နေရာမှာအကုန်မြင်နေရတာဗျာခင်ဗျာကလည်းအမှဘယ်နေရာမြင်နေရတာပဲဗျာမြင်နေရတာပဲနီးပညာရှိတယ်ဗျာအောက်ထပ်မှာခင်ဗျာဘယ်သူတွေရှိလဲဘယ်နေရာမှာစကန်ကြတယ်အေးဘယ်နေရာမှာရှိလဲခင်ဗျာကျဲတာပေါ့ဗျာခင်ဗျာကလည်းကျဲတာပေါ့ကျွန်တော်တို့ဒီတာမန် Google Map တောင်မှာခင်ဗျာကျွန်တော်တို့ရဲ့အိမ်ရဘယ်နားမှာလဲကျွန်တော်တို့ရွာဘယ်လမ်းဘယ်နားမှာအကုန်မြင်နေရပါတယ်ဒါတာမန်အဲ့တော့ခင်ဗျာအခါပေးပြီးကြည့်ရင်ဒီတက်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရတယ်ဟိုမှာဗျာခင်ဗျာတကယ်ဟိုကမ္ဘာအင်အားကြီးနိုင်ငံတွေကဒါခင်ဗျာဒီဂျိုလူနဲ့ပတ်သက်ပြီးအချက်လက်ကိုခင်ဗျာအကူအညီပေးကြည့်ပါလားဗျာခင်ဗျာဘယ်နေရာမှာဘယ်သူရှိတယ်ဘယ်နေရာဘယ်သူရင်းတာပေါ့ဗျာရှင်းတာပေါ့ဗျာဒီလိုလိုရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီသတင်းပြန်ချုပ်ချင်တာကအဓိကတက်မတော်ကဒီမင်းနှုံးတကြောကိုတက်မတော်ကတက်ဖြန့်ထားတယ်လို့ကျွန်တော်နားလေရတယ်တက်ဖြန့်တဲ့အကြောင်းရင်းကကျွန်တော်တို့ချမ်းပြည်နယ်မြောက်ပိုင်းမှာလက်နက်ကိုင်အဖွဲ့တွေငွေကြေးကိုဖျက်တောက်ဖို့ရယ်ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ငွေကြေးရရှိမှုဖျက်တောက်ဖို့ရယ်ပြီးကျွန်တော်တို့စစ်စင်ရေးအရာကျွန်တော်တက်ဖြန့်ထားတယ်ကျွန်တော်နားလေရပါတယ်အဲ့တော့မိုးကုံရင်တော့ထုံးမြင့်နိုင်ရတော့လက်ရှိမှာတော့သူဒဏ်ရာရထားတယ်ကိုလက်အင်္ကာတွေပြတ်သွားပြီအဲ့တော့သူပြတ်เสียတာဗာကြံသေးလဲဆက်ကြည့်ရအောင်ဗျာပြီးပဲမိတာကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာနောက်ထပ်သင်္ဘော site တင်ပြပေးချင်ပါတယ်ဒါကတော့အိန္ဒိယရေပိုင်တဲ့အတွက်မှာမြန်မာသင်္ဘောသားတွေလိုက်ပါလာတဲ့သင်္ဘောတစ်စီးပေါ့ကုန်တင်သင်္ဘောတစ်စီးနမြုပ်မှုဖြစ်ပေါ်ခဲ့တယ်ဒါနဲ့ပတ်သက်ပြီးတော့အိန္ဒိယမီဒီယာတွေကလည်းကျွန်တော်ဝေဝေဆက်တာဖော်ပြနေတယ်ဖြစ်စဉ်ကကျွန်တော်ဩဂုတ်လ22ရက်နေ့ကနမြုပ်ပါတယ်တဲ့အိန္ဒိယနိုင်ငံအော်ရီဒါပြည်နယ်မှာအော်ရီဒါပြည်နယ်စိတ်ကန်းကနေပြီးကျွန်တော်တန်ရိုင်းတွေတင်ဆောင်ပြီးတော့ဟိုထွက်တယ်ကျွန်တော်တို့ဒီတရုတ်ဘက်ကိုသွားတယ်စထွက်တာကအိန္ဒိယနိုင်ငံအော်ရီဒါပြည်နယ်ပါရာဒစ်ဂျင်းနဲ့စိတ်ကံပေါ့ဗျာဒါသူတို့ရဲ့စက်ကလုံးများကျွန်တော်တို့ဒီအိန္ဒိယနာမည်ရကျွန်တော်အခေါ်အနေနဲ့လွှဲနိုင်ပါတယ်အဲ့ဒီစိတ်ကံကနေပြီးကျွန်တော်တန်ရိုင်းတွေတင်ပြီးတော့ကျွန်တော်တို့ဟိုထွက်တယ်တရုတ်ဘက်ကိုထွက်တယ်ထွက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါသင်္ဘောနင်းမြုပ်ဖြစ်ပေါ်ခဲ့တယ်စိတ်ကံနဲ့ဆိုရင်ကျွန်တော်တို့ရေမိုင်230အကွာမှာတဲ့နင်းမြုပ်မှုအဆက်အသွယ်ပြတ်သွားတယ်ပေါ့ဗျာသူတို့အကူကြီးတောင်းတယ်အဲ့မှာအဆက်အသွယ်ပြတ်သွားတယ်ပေါ့လက်ရှိမှာတော့ကျွန်တော်တို့သင်္ဘောသား2ဦးကိုတော့အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်ပြီးတော့ကျွန်တော်22ဦးကတော့ပျောက်ဆုံးနေတယ်အားလုံးကျွန်တော်သင်္ဘောပေါ်မှာအားလုံးလူပေါင်းက24ဦးလိုက်ပါလာတယ်24ဦးလိုက်ပါလာတယ်2ယောက်ကတော့ကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ဒီအိန္ဒိယကျော်ကန်းစီဆောင်တက်ကကျွန်တော်တို့ကယ်ဆယ်နိုင်ခဲ့တယ်ပြန်ကျွန်တော်တို့ဒီကယ်ဆယ်လို့မရသေးတာကအားလုံးလူပေါင်း22ယောက်ကျန်သေးတယ်အဲ့ဒီမှာက22ယောက်အထွဲမှာကမြန်မာနိုင်ငံသားက3ဦးပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား2ဦး
ကြံတာကကျွန်တော်တရုတ်နိုင်ငံသားတွေပဲလို့ဖော်ပြထားတယ်ဒါတော့ကျွန်တော်တို့အဲ့ဒီရဲ့အခြေအနေပေါ့သင်္ဘောရဲ့အရှည်ကကျွန်တော်တို့အရှည်မီတာက225မီတာအရှည်ရှိပါတယ်အကျယ်က32.26မီတာရှိပါတယ်ကုန်တင်သင်္ဘောအမျိုးအစားဖြစ်ပါတယ်ဒီသင်္ဘောကိုစတင်တည်ဆောက်ခဲ့တဲ့နှစ်က1998ခုနှစ်မှာစပြီးတော့ကျွန်တော်တို့1998ခုနှစ်မှာတည်ဆောက်ခဲ့တဲ့သင်္ဘောဖြစ်တယ်လို့ကျွန်တော်သင်္ဘောမှာရေးထားတယ်ဒါကျွန်တော်တို့သင်္ဘောရဲ့မှတ်တမ်းမှာကျွန်တော်တို့ဒီမှာကျွန်တော်မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသား3ဦးပါသွားပါတယ်ကျွန်တော်တို့အသက်ရှင်လျက်ကယ်ဆယ်နိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်ဒါကျွန်တော်တို့ရဲ့နိုင်ငံသားတွေပါတော်သူခင်ဗျာမိသည့်ဘာသာကိုးကွယ်နေပါသေးဒါကျွန်တော်တို့ရဲ့နိုင်ငံသားတွေပါကျွန်တော်တို့ရဲ့နိုင်ငံသားတွေပါကျွန်တော်တို့ကမုန်းတာကအကြမ်းဖက်ကိုပဲမုန်းတာပါကျွန်တော်တို့ရခိုင်ကိုကျွန်တော်တို့မမုန်းဒါကျွန်တော်တို့ရဲ့သွေးသားတွေကျွန်တော်တို့ရဲ့သွေးသားတွေကျွန်တော်တို့ကချင်မမုန်းကချင်မှာကျွန်တော်မျိုးနွယ်စုအများကြီးပဲအဲ့ဒီအပေါင်းပြီးမှကချင်ဖြစ်လာတာဟုတ်အဲ့ဒီအမီနာမပြဿနာတွေကြောင့်ပဲဒီအမီနာမကိုဒီအစွဲပြုပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်အုပ်စုတွေနားလဲပါရိုက်နေတာခင်ဗျာစဉ်းစားကြည့်ခင်ဗျာတို့လုပ်ကြည့်ပါလားလက်ရှိခင်ဗျာဥပမာအပြင်ခင်ဗျာတို့ဒီသတင်းတွေတော့မဆိုင်ဆက်ပြီးတော့တွေးလို့ရအောင် KIA ပေါ့ဗျာ KIA ကိုကချင်ပြည်နယ်သူကကချင်ပြည်နယ်လွတ်မြောက်ရေးဘာညာပေါ့ဗျာဒီလိုလုပ်တာပေါ့ဒီကချင်ပြည်နယ်လွတ်မြောက်ရေးဆိုခင်ဗျာအဲ့ကချင်မျိုးနွယ်စုကချင်ပြည်နယ်လို့သတ်မှတ်ထားတဲ့အောက်မှာမျိုးနွယ်စုတွေအများကြီးပဲအဲ့မျိုးနွယ်စုတွေပေါင်းရောမှဒီကချင်ဆိုတာဖြစ်လာတာဗျာတဘောကတကယ်တော့ခင်ဗျာဒီ KIA ဥဆောင်နေတာကဂျိမ်းဘောတွေဥဆောင်နေတာအဲ့တော့သူတို့ရေးရမှာကဂျိမ်းဘောလွတ်မြောက်ရေးသူအဲ့လိုရေးရမှာအဲ့လိုမရေးဘဲနဲ့သူကလှုပ်ချလိုက်တာခင်ဗျာဒီကချင်ပြည်နယ်လွတ်မြောက်ရေးတွေဟိုကလွတ်မြောက်ရေးတွေလွတ်မြောက်ရေးဖြစ်လာပြန်ရောဗျာအဲ့လိုတော့ရှိတယ်ဗျာကျွန်တော်တို့ကမုန်းတယ်ဆိုတာကကချင်ပြည်နယ်ကချင်တိုင်းသားတွေကျွန်တော်မမုန်းအားလုံးကကျွန်တော်တို့တွေးရင်းနေပဲဒီနိုင်ငံကိုကျွန်တော်တို့မှလည်းဒီနိုင်ငံကိုကာကွယ်ဆောက်ရှောက်ဖို့ကျွန်တော်တို့မှတာဝန်ရှိသလိုပါပဲဒီနိုင်ငံသားတွေမှလည်းတာဝန်ရှိပါတယ်လက်ရှိခင်ဗျာတရုတ်မြန်မာနယ်စပ်မှာရှိတယ်ကျွန်တော်တို့ရဲ့တိုင်းသားတွေရှိနေလို့ကျွန်တော်တို့ရဲ့မြေပုံကမပဲ့တာဒီကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာရှိနေတယ်ကျွန်တော်တို့ရဲ့တိုင်းသားတွေပေါ့ဗျာကျွန်တော်တို့ရဲ့တိုင်းသားတွေရှိနေလို့ကျွန်တော်တို့ရဲ့မြေပုံတွေမပဲ့တာဒေသမှာရှိတဲ့တိုင်းသားတွေကဒီနိုင်ငံရဲ့ခြံစည်းရိုးပဲဗျာတိတ်အရေးကြီးတာဗျာအချို့သောကမ္ဘာအချို့သောနိုင်ငံတွေပေါ့ဗျာချမ်းသာတဲ့နိုင်ငံတွေဆိုရင်ဘာလုပ်လဲဆိုတော့အဲ့ဒီနယ်ကြားတွေမှာသူတို့ကဒီအပန်းပစ်စကန်တွေဖွင့်တာအပန်းပစ်စကန်တွေဖွင့်တယ်အဲ့မှာရှိတဲ့တိုင်းသားတွေသူတို့ရဲ့ဘဝတွေကိုမြင့်တင်ပေးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အပေါ်ကနေပြီးတော့ဘိုးအာနာရဲ့ဘိုးစားကဒီဘက်မှာအလန်းဝေးတဲ့နေရာတွေမှာဒီ area ကိုကာကွယ်ဖို့အတွက်ဒီဒေသခံတွေကဥစားကာကွယ်ရတာဟိုအခြားသောနိုင်ငံတွေမှာဆိုရင်ကျွန်တော်တို့ဒီနယ်စပ်ဒေသဖွံ့ဖြိုးရေးကိုဦးစားပေးလုပ်တယ်ကျွန်တော်တို့ဒီမှာတော့ဒီနယ်စပ်ဒေသဖွံ့ဖြိုးရေးကတော့ကျွန်တော်တို့ဟိုတော်တော်လေးနောက်ကျကြံနေလို့ပြောအောင်ပါဗျာအခြားသောနိုင်ငံတွေနဲ့ရှင်တော့နယ်စပ်ဒေသဖွံ့ဖြိုးရေးကဟိုစိန်ခေါ်မှုတွေအများကြီးပါပဲစိန်ခေါ်မှုတွေများတဲ့အကြောင်းအရာနဲ့နေဆက်ဒေတာမတည်ငြိမ်တဲ့အခြေအနေ။ဘာကြောင့်မတည်ငြိမ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးအလံဝေးတာပေါ့ဗျာ။အုပ်ချုပ်ရေးအလံဝေးတော့ဒီနေရာမှာကျွန်တော်တို့လေဟာနယ်ပြစ်ထားခဲ့တယ်။လေဟာနယ်ပြစ်ထိုင်းနဲ့ဒီနေရာမှာဒီလက်နက်ကိုင်အဖွဲ့တွေကဒီလေဟာနယ်ကိုရယူပြီးတော့သူတို့ချဲ့လဲလို့ရသွားတာပေါ့။အဲ့တော့ကျွန်တော်တို့ကဒီနေဆက်ဒေတာတည်ငြိမ်ရေးဆိုရင်ကျွန်တော်တို့ဒီနေဆက်ဒေတာမှာကျွန်တော်တို့အာဏာစက်တွေပြင်းပြင်းထန်ထန်ရောက်ဖို့တော့ကျွန်တော်တို့လိုတယ်။အခြားသောနိုင်ငံတွေမှာဆိုရင်ဒီနေဆက်ဒေတာအတည်ငြိမ်နဲ့ပတ်သက်တော်တော်လေးလုပ်တယ်ဗျာ။ခင်ဗျာထိုင်းတို့အခြားသောနိုင်ငံအကုန်လုပ်တယ်။အဲ့မှာခင်ဗျာနယ်စပ်ခြံစည်းရိုးတွေလုပ်တယ်အဲ့မှာကျွန်တော်တို့အဲ့မှာရှိတဲ့ကြေးဝါတွေကိုသူတို့ရဲ့ဘဝတွေမြင့်တင်ပြီးတယ်ပညာရေးတွေအကုန်မြင့်တင်ပြီးတယ်အဲ့လိုလုပ်တယ်ပြီးတော့အခြားသောနိုင်ငံကကျွန်တော်တို့ယဉ်ကျေးမှုတွေဘာသာတရားတွေဒီဘက်ကိုစီးမျောမလာအောင်သူရအောင်ကတ်တတ်တယ်အဲ့လိုတွေလုပ်တယ်ပေါ့ကျွန်တော်နိုင်ငံမှာကဒီနယ်စပ်ဒေသနဲ့ပတ်သက်ရင်ခင်ဗျာကြည့်လိုက်အခြားသောတစ်ဖက်နိုင်ငံရဲ့ငွေကြေးပဲသုံးစွဲကြတာပဲဒါတော့ကျွန်တော်ဝန်နေဖို့ကောင်းတယ်အများကြီးပေါ့ဗျာလောရမယ့်ဟာတွေအများကြီးပေါ့ဒီသတင်းပြချုပ်ချင်တာကကျွန်တော်တို့ဒီအိန္ဒိယရဲ့ရေပိုင်နယ်အတွင်းမှာမြန်မာသင်္ဘောသားတွေလိုက်ပါလာတဲ့ဒီကုန်တင်သင်္ဘောတစ်စီးကနင်းမြုပ်သွားတယ်နင်းမြုပ်တဲ့ရက်ကကျွန်တော်ဩဂုတ်လ20ရက်နေ့ကနင်းမြုပ်တယ်လို့အိန္ဒိယဘက်ကသတင်းတွေကတော့ဖော်ပြထားတယ်ဒီသင်္ဘောကအိန္ဒိယနိုင်ငံအော်ရီဒါပြည်နယ်မှာရှိတဲ့ပါရာဒစ်ရင်းနှက်စေကန်းကနေပြီးတော့ဒီတန်ရိုင်းတွေတင်ပြီးတော့တရုတ်ဘက်ကိုထွက်တယ်ဒီရေမိုင်230ခန်းအကွာမှာသင်္ဘောနဲ့ကျွန်တော်တို့အဆက်အသွယ်ပြတ်တယ်အဆက်အသွယ်ပြတ်ပြီးတဲ့နောက်ပိုင်းမှာဒီသင်္ဘောမှာပါလာတဲ့တရုတ်နိုင်ငံသား2ယောက်ကိုတော့အိန္ဒိယအာဏာပိုင်တွေကကယ်ဆယ်နိုင်ခဲ့တယ်ထပ်ပြီးတော့ကျွန်တော်ရှာဖွေနေတာကအားလုံးကကျွန်တော်တို့ဒီ22ယောက်ရှာလို့မရသေးဘူးသူကတော့ဒီကုညီကယ်ဆယ်ရေးနဲ့ပတ်သက်ရင်သူတို့မှာဒီအချိန်ရှိတယ်ဗျဘယ်ချိန်နဲ့ဘယ်ချိန်တွင်းဆိုတော့ဒီအသက်ရှင်ဖို့အချိန်တွေရှိတယ်ဘယ်ချိန်နဲ့ဘယ်ချိန်ဆိုအသက်ရှင်ဖို့အချိန်တွေမပေးတော့ဘူးဗျဒီသတ်မှတ်ချက်တွေတော့ရှိတယ်ကျွန်တော်တို့ကတော့ဟောပြန်တွေ့ပါသေးလို့ပဲကျွန်တော်တို့ဆုတောင်းပါတယ်ဒီသမောနေမြုံမှုမှာမြန်မာနိုင်ငံသားအားလုံးကကျွန်တော်တို့3ယောက်ပါပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား2ဦးပါကျွန်တော်ကတော့ဒီတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့တော့အိန္ဒိယမီဒီယာတွေမှာဖော်ပြထားတာတွေ့ရပါတယ်